ဒေါ်လာအတုအစ်ကိုခွဲပြရမယ်နော်သူ့ကိုစစ်ဖို့အတွက်နီး6မျိုးရှိတယ်ဒီဒေါ်လာတစ်ရွက်ပေါ်မှာသူတို့ security လောက်ထားတဲ့နီးကိုလိုက်တူလို့မရတဲ့နီး6နီးရှင်းပြမယ်ပထမဆုံးနီးကတော့ကျွန်တော်တို့အဲ့ဒီမှာဒီ3နေရာပေါ့အဲ့မှာ1နေရာ2နေရာ3နေရာပေါ့အဲ့ဒီကောင်ကိုကျွန်တော်တို့ဒုတ်လင်းနေပဲဖြစ်ဖြစ်အခုလိုမျိုးတွားကြထူးတဲ့အနေနဲ့ထိုးလို့ရှိရင်ပေါက်တယ်အဲ့ဒီစက်ကူကဒါ security ကဟိုပါပေါ့အဲ့လိုမျိုးထိုးလို့ရှိရင် तू ကပေါက်ကိုပေါက်အောင်မှာအတုဆိုရင်တော့လုံးဝမပေါက်ဘူးပေါ့လေပြီးလို့ရှိရင်သူ့အောက်မှာရှိတဲ့အပြာရောင်စာတန်းပေါ့အဲ့ဒီအပြာရောင်စာတန်းထဲမှာ100ဆိုတဲ့ကဏ္ဍလေးရာဒီလိုလေးလှုပ်တာနဲ့ तू ကအထဲမှာလိုက်လှုပ်နေအဲ့ကဏ္ဍလေးရာအဲ့နှစ်နီးပေါ့နှစ်နီးပြီးလို့ရှိရင်သူ့ရဲ့ဒီ Benjamin Franklin ရဲ့ကုတ်အင်းကြီးပေါ့သူ့ရဲ့ကုတ်အင်းကြီးရဲ့အခုပြထားတဲ့နေရာမှာလက်နဲ့ပုတ်လို့ရှိရင်တကယ်ကုတ်အင်းကြီးအစ်စ်ကိုပုတ်တဲ့ခံစားချက်မျိုးကြမ်းကြမ်းတန်းတန်းလေးကိုခံစားလို့ရမှာပေါ့လေပြီးရင်နောက်တစ်နည်းကြတော့ဒီအဲ့ဒီအောက်မှာကျွန်တော်ပြထားတဲ့အောက်မှာတော်လားကျွန်တော်မီးထိုးလိုက်ပြီဆိုလို့ရှိရင် USA 100ပေါ့အဲ့ဒီကဏ္ဍလေးရှိရမီးပိတ်လိုက်ရင်ဒီကောင်ကမပေါ်တော့ဘူးအခုမီးပြန်ထိုးရဲဆိုရင်အောက်မှာ USA 100ဆိုတဲ့ကုတ်ပေါ်လာလိမ့်မယ်နောက်တစ်နည်းကတော့အယောင်ပေါ့လေအယောင်အဲ့မှာဒီတိုင်းပြထားရင်ဒီတိုင်းဆိုအဝါနောက်စောင်းလိုက်ပြီဆိုအစိမ်းရောင်လေးပေါ်လာလိမ့်မယ်နောက်တစ်နည်းကတော့ကျွန်တော်တို့ဟိုပါပေါ့အထဲမှာBenjamin Franklin ရဲ့ရုပ်ထုလေးတလားမီးထိုးလိုက်ရင်ပေါ်လာပြီမီးပိတ်လိုက်ပြီဆိုအကောင်မပေါ်တော့ဘူးဒီတိုင်းနီရောင်ထဲမှာထောင်ကြည့်ရင်တော့ပေါ်တယ်ပေါ့လေအဲ့ဒီနီး6နီးနဲ့ကျွန်တော်တို့ကဒီဒေါ်လာ100ကိုကျွန်တော်တို့ကကောင်းကောင်းစစ်လို့ရပါတယ်ဒါကမ္ဘာပေါ်မှာ security အမြင့်ဆုံးဒေါ်လာပဲဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဗျာ